ရက်3လ2026အတွက် 3D တရားမထွက်ကနေပါခင်ဗျာကွက်၄ကွက်6ကွက်8ကွက်10ကွက်12ကွက်14ကွက်16ကွက်18ကွက်20 22ကွက်24ကွက်30ကွက်ပေါင်း200နီးပါးခင်ဗျာတရားထွက်ကနေကျွန်တော်ထိတ်ဆိုင်လေးပြပါမယ်ထိတ်လေပေပရိတ်ချုပ်ပြီးသားပါထိတ်ဆိုင်ရင်ဆိုရမယ်ဒီတော့ဘုံရ3ညပါ3ညပါပါဒီတော့ဘုံရ3ညပါ3ညပါပါဒီတော့ဘုံရလဲ3ညပါ3ညရဲ့3ညထည့်ထားကြပါလေဒီတော့ပေါင်းချင်ကျွန်တော်တို့3ပါ3ဆိုတော့3ဒါမှမဟုတ်8ပါဟုတ်ကဲ့ဒီတော့မောင်ညာခွန်ပါဒီတော့မှ sorry ဒီတော့မောင်ညာ8ပါ8ဆိုတော့ဒီမှာ8ပါဒီတော့မောင်ညာခွန်ပါဆိုတော့ဒီမှာခွန်တယ်ပါဒီတော့ပေါင်းခြင်းက9ဆိုတော့ဒီမှာ9တယ်ပါဒီတော့ပေါင်းခြင်းက8ဆိုတော့8ဖြစ်အောင်ဆိုကျွန်တော်3လေးတိုင်းထည့်မှာ8ဖြစ်ပါမယ်ဒီတော့မောင်ညာ9ဆိုတော့ကျွန်တော်တို့
ဒီသုံးလုံးပေါင်းခြင်းက300ပါ9ရက်ပါပါ300ဒီသုံးလုံးပေါင်းခြင်းက8ဆိုတော့ကျွန်တော်တို့ဒီသုံးလုံးပေါင်းခြင်းက8ပါဒီသုံးလုံးပေါင်းခြင်းက9ဆိုတော့ဒီသုံးလုံးပေါင်းခြင်းကလည်း9ပဲဒီသုံးလုံးပေါင်းခြင်းက1ဆိုတော့ဒီသုံးလုံးပေါင်းခြင်းကလည်း1ဖြစ်အောင်ဆိုလို့ကျွန်တော်6ထဲမှာရပါမယ်6ဒါမှမဟုတ်1ပါကျွန်တော် break ချုပ်ပါမယ်ဒီ3ရက်9ရက်ဒီ3ရက်ဒီ9ရက်ဒီ9ရက်ဒီ2ရက်ဒီလေးလုံးပေါင်းခြင်းကကျွန်တော်9ပါ9ဆိုတော့ဒီမှာ9ပြိပါဒီ3ရက်ဒီ5ရက်ဒီ6ရက်ဒီ5ရက်ပေါင်းတော့9ပါပဲ9ဆိုတော့ကျွန်တော်ဒီမဲ့4ပြိပါဒီမဲ့5ရက်ဒီလုံးပေါင်းခြင်း5ဒီလုံးပေါင်းခြင်းsorry ခွန်ဆိုတော့နှစ်ဆိုတော့ကျွန်တော်ဒီမဲ့2ပြိပါဒီ6ရက်ဒီ2ရက်8ဒီနှလုံးပေါင်းခြင်း9ဆိုတော့ခွန်ပါခွန်ဆိုတော့ခွန်ကျွန်တော်တို့တရားမထွက်ကြတဲ့မှာ836ပါနေတော့ကျွန်တော်တို့က3ကလည်းတရားမထွက်ကြတဲ့မှာပါနေတော့နောက်ကထိုးပါမယ်3 6နဲ့8 3